ဟန်ဘရိုမင်္ဂလာပါပြီးခဲ့တဲ့ရာသီကကျွန်တော်တို့တင်းရဲ့ချန်ပီယံပြေးလက်မှာအဓိကအနောက်ရှက်ဖြစ်ခဲ့တာဘယ်ချန်တိုက်စစ်ဗျာဘာလို့လဲသိမှာပါကျွန်တော်တို့တစ်ချိန်လုံးမာတင်နယ်လီရောထရက်ဆက်ကိုရှေ့ဆေးခဲ့ကြရတာဗျာဒီနေ့ကောင်စားလာမယ့်ရာသီမှာရာဖေးလီယိုတို့ရိုဒီဂိုတို့အစားထိုးလိုက်ပါတော့ဆိုပြီးကျွန်တော်တို့တစ်ချိန်လုံးဝေဖန်ခဲ့ရတာဗျာဝေဖန်ခံခဲ့ကြတာဗျာဒါပေမဲ့ဂျာဒီကုံတော့အာဒီတာကနှစ်အောင်လို့မရောင်းမင်းနဲ့ဆက်ထိန်ထားခဲ့ရဗျာအဲ့တော့ကျွန်တော်တို့တော်လေးအောင်လာတယ်ဒီကြည့်ရတာဟိုအာဒီတာသူ့စားမတွေသူ့စားမတွေကဘယ်လိုတိုးတက်နေလဲဘယ်လိုတောင်းလဲနေလဲဆိုတော့တေချာသိလို့ဆက်ထိန်ထားဖို့ကြိုးစားကြရလို့ကျွန်တော်ထင်တယ်ဗျတကယ်လည်းအာဒီတာမှန်တယ်လို့ပြောရမယ်ဗျဒီဟာဒီလက်ရှိချိန်ဒီအချက်လက်တွေကိုကြည့်မှဆိုလို့ရှိရင်မာတင်နယ်လီကလက်ရှိချိန်တွေကိုမနစ်ကသွင်းကို10ကိုလက်ရှိချိန်မှာမှီသွားပြီစုစုပေါင်းလက်ရှိချိန်တွေကိုသွင်းကို10ကိုသွင်းထားပြီဖန်တီးမှုက3年ရှိသွားပြီ process ဆိုလို့ရှိရင်လက်ရှိချိန်ထိ9ကိုသွင်းပြီး9ချိန်ဖန်တီးထားတယ်ဗျနှုတ်အောင်အနေနဲ့စုစုပေါင်း9ပေါင်ရဲ့ပတ်သက်မှုကနှစ်ယောက်ပေါင်း29ချိန်တိရှိထားတယ်ဗျအဲ့29ချိန်ဆိုတာကျွန်တော်အသိရဲ့တရားဒီစုစုပေါင်းရထားတဲ့သွင်းကိုပမာဏရဲ့40%နေပါတိရှိတယ်ဗျဒါကဒီဟာဒီဘယ်ချမ်းတက်ချက်ဘယ်လိုတိုးရတာလဲဆိုတာသိတာမြင်တာကြီးရဲ့အချက်ပဲဗျာဒါကိုကြည့်လို့ရှိရင် trust နဲ့ martin လို့ပြီးခဲ့တဲ့နေရာကြီးဘယ်တော့အားထုတ်ခဲ့ရလဲဘယ်တော့တွေ့ပြောင်းလိုက်ခဲ့ရလဲဆိုတာသိတာကြီးဗျာပြီးတော့ဒီဟာဒီဘယ်ချမ်းတက်ချက်ပို့ပြီးနိုင်လာခြင်းအဓိက effort တွေထဲမှာကျွန်တော်ထင်တယ် color theory နဲ့ geography နဲ့ rice နဲ့အဲ့တုန်းကပဲ effort တွေပါမယ်လို့ထင်တယ်ဗျာ color theory ဆိုတော့သိရတယ်ဗျာဒီဘယ်ဒေချမ်းခန်းစီဆောင်တော့ဆိုရင်ပြန်လာတဲ့နေရာပေါ့ညာလေးချက်ရှင်သွားတယ်အလဲလဲဝင်သွားတယ်1000နေရာမှာပတ်ကစားသွားတယ်ဗျာနေရာလုံးပတ်ကစားနေတယ်ဗျာဆရာမပြီးတော့ rice နဲ့ geography ဆိုလို့ရှိရင်လည်းသူတို့လိုကစားသမားတွေကဘယ်ချမ်းဘက်ကိုရှိုင်တာပုံရတယ်ဗျာဒီသုံးခုလုံးကလည်း rice ဆိုလို့ရှိရင်တရားနှုတ်ခြေဆောင်ပြနေရဗျာ rice နဲ့ color theory လိုကစားသမားမျိုးတွေကဘယ်ချမ်းပုံရိုင်လာပြီးတော့နောက်ပိုင်းမှာခြေဆောင်ပြလာတဲ့ physical နဲ့ strength အားကောင်းတဲ့ geography ကလည်းဘယ်ချမ်းကိုပိုပြီးအားကိုးလာတယ်ဗျာအဲ့တော့ဒီဟာဒီမှာတန်တဲ့ရဲ့ညာချမ်းခံစိတ်ကဘယ်ဘက်ချမ်းမှာထိန်းရလို့ပုံများလာတယ်ဗျာ rice နဲ့ yogurt ကိုလည်းထိန်းရတယ် color theory လည်းထိန်းရတယ်ဆိုတော့အဲ့ကြောင့်မလို့လဲ martin နဲ့ trust အတွက်ကိုကစားမပူချောင်သွားလို့ကျွန်တော်ထင်တယ်ဗျာအဲ့သုံးရဲ့အဓိက effort တွေပေါ့လေဟိုအဓိကကတော့မနစ်ကအပြင်းထန်ဝေဖန်ခံခဲ့ရတဲ့ကစားသမား2ယောက်ကသူတို့ကိုသူတို့တည်ရတဲ့ကိုပြည်ပြင်ပြောင်းလဲလာတဲ့စူးစမ်းအထောက်လာတဲ့အတောင်းလဲရဲ့တခြား level လို့ကျွန်တော်ထင်တာပဲလားဘယ်လိုပဲပြောပါမနစ်ကအချိန်လုံးဝေဖန်ခံရတဲ့ကစားသမား2ယောက်ကကိုတင်ကစားသမား2ယောက်ကဒီဟာဒီမှာတည်ရတာကိုပြောင်းလဲတိုးလာဆိုတော့ချီးကျူးရမှာပေါ့လေဟုတ်တယ်မလားဒီတော့ဒီနေ့ရာသီကျွန်တော်တို့ရဲ့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာဘယ်တောင်မှတိုက်စစ်ကဘယ်လောက်ထိထမ်းနေပြနိုင်လဲလို့တို့ထင်နေကြစာကာနဲ့အိုဒီဂါတို့ညာချန်တိုက်စစ်ကနည်းနည်းလေးကြာနေတဲ့အချိန်မှာဘယ်တောင်မှအဓိကအခန်းကဏ္ဍကနေနေရာယူပြီးတော့ထမ်းနေတော့ပြလိမ့်မယ်လို့ကျွန်တော်ထင်နေကြဘာသာတော့ဘယ်လိုထင်နေကြဒီမိုင်းဒီမှာ